အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကားဘိန်းကငွေဆိုင်ဘယ်လောက်ရှိလဲဘယ်နှခုနှစ်ထုတ်ထားလဲဘယ်နှလပိုင်းထုတ်ထားလဲဘယ်လိုကြည့်လဲဆိုတော့ကိုပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကားဘိန်းမှာဘယ်နှခုနှစ်ထုတ်ထားလဲကြည့်မယ်ဆိုရင်ကျွန်တော်တို့ကားဘိန်းမှာလိုက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးတဒန်းလုံးပေါ့နော်ဒီလိုမျိုးနေရာတွေမှာတဒန်းလုံးလိုက်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒီကားမှာဒီကားဘိန်းမှာဆိုရင်ဒီမှာပါဒီနံပါတ်လေးဖြစ်ပါတယ်ခင်ဗျာဒါ39ဆိုတာလောက်ကိုပြောတာဖြစ်ပါတယ်ဒါ22ဆိုတာကတော့2022မှာထုတ်ထားတဲ့ကားဘိန်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လပိုင်းကိုသိချင်တယ်ဆိုရင်ဒီမှာ39ကိုတလမှာ4ဘက်ရှိတယ်ဆိုတော့39ကို4နဲ့စားရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီကားဘိန်းအားဆိုရင်6လပိုင်း2022မှာထုတ်ထားတဲ့ကားဘိန်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ဒီဂွေဆိုင်အားဘယ်လောက်ရှိလဲဆိုတော့ကိုကြည့်မယ်ဆိုရင်ဒီမှာပါဒါဆိုရင်B265မြေဆောင်65ဆက်ခွန်ဒီကားရဲ့ဂွေဆိုင်ကဆက်ခွန်ဂွေဆိုင်ဖြစ်ပါတယ်ခင်ဗျာ